အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ပေါမောက်ခဒေါက်တာရထွန်းအစုံနဲ့ရင်ကောင်းအထူးသမားတော်ကြီးတယောက်ဖြစ်ပါတယ်ဒီနေ့ကတော့ TV နဲ့ပတ်သက်တဲ့ဒီကျန်းမာရေးအသိပညာပေးပြောပွဲလေးကိုလှုပ်ဆောင်မှာဖြစ်ပါတယ်အဓိကတော့ကျွန်တော်တို့ဒီနေ့ပြောရမယ့်အထိမ့်မှတ်ကလေးကတော့ကမ္ဘာ TV ယောဂတိုက်ဖြတ်ရေးနေ့2026အထိမ့်မှတ်အနေနဲ့ကျွန်တော်တို့ကျန်းမာရေးအသိပညာပြောပွဲလေးကိုပြုလုပ်မှာဖြစ်ပါတယ်အားလုံးသိတဲ့အတိုင်းပဲလေ TV ဆိုတဲ့ဥစ္စာကဖြစ်လဲများတယ်ခုချိန်ဒီလဲကျွန်တော်တို့ရုန်းကန်နေရတော့တိုက်ဖြတ်ဖို့လုပ်နေရတော့ပဲဖြစ်ပါတယ်အဲ့တော့ပထမဆုံးလေးကျွန်တော်စပြီးတော့စပြောချင်တာတော့ကမ္ဘာ TV ယောဂတိုက်ဖြတ်ရေးနေ့အင်္ဂလိပ်လိုခေါ်လို့ဆိုရင်တော့ World TV Day လို့ခေါ်ပါတယ် World TV Day ကိုကျွန်တော်တို့နှစ်စဉ်နှစ်တိုင်း March လ24ရက်နေ့မှာကျင်းပကြပါတယ်ပြုလုပ်တဲ့အဓိကရွေးချက်ကတော့ TV အကြောင်းနဲ့ပတ်သက်ပြီးတော့အားလုံးသိရှိစေနိုင်ဖို့နဲ့နောက်တစ်ခါပါဆိုရင်ဒီယောဂကိုပြီးပြောင်းအောင်ပဖြောင်းအောင်ကျွန်တော်တို့တိုက်ဖြတ်နိုင်ဖို့ပဲဖြစ်ပါတယ်ဒီ March လ24ရက်နေ့ကဘာကြောင့်ဖြစ်ပေါ်လာတာလဲဆိုရင်1882မှာဂျာမန်ပေါ့နော်ကျွန်တော်တို့ဒီသူက physician လည်းဖြစ်တဲ့သမားတော်ပေါ့နော် microbiology နုဇီဝဗေဒပညာရှင်တူလည်းဖြစ်တဲ့ Robert Koch ကနေပြီးတော့ TB ကိုဖြစ်စေတဲ့ Mycobacterium tuberculosis ဆိုတဲ့အကောင်ကိုစတင်ပြီးတော့တွေ့ရှိပါတယ်1882မှာဒါပေမဲ့နှစ်ပေါင်း100ရှိတဲ့1982လောက်ကြာမှာအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ International Union Against Tuberculosis and Lung Disease လို့ခေါ်တဲ့ IUAAD ဆိုတဲ့အဖွဲ့အစည်းကနေပြီးတော့ဥဆောင်ပြီးတော့ March လ24ရက်နေ့ကိုကမ္ဘာ TB ယောဂတိုက်ဖြတ်ရေးနေ့ World TB Day နဲ့စတင်ပြီးတော့ကျင်းပလာကြဖြစ်ပါတယ်ဒါပထမဆုံး TB ယောဂတိုက်ဖြတ်ရေးနေ့ World TB Day ပေါ်ပေါက်လာတာလေးကိုအစပြုတာပါဒီနှစ်တော့ကျွန်တော်တို့ World TB Day ရဲ့ team ကတော့ Yes we can end TB led by countries power by people ဆိုတဲ့ team ဆောင်ပုဒ်လေးနဲ့ကျင်းပကြပါတယ်ဒါကိုကျွန်တော်တို့ဒီကျန်းမာရေးဝန်ကြီးဌာနကနေပြီးတော့ဘာသာပြန်ပေးထားတယ် TB ယောဂကင်းဝေးဖို့နိုင်ငံတော်ကဥဆောင်လို့ပြည်သူအားဖြင့်ဆောင်ရွက်ဆိုပြီးတော့ဘာသာပြန်ထားပါတယ်အလုံးပဲကိုက်ညီတယ်ပေါ့နော်ဒီဆောင်ပုဒ်လေးကအတော်လေးကိုက်ညီပါတယ်ဒါဖြစ်ရင်ကျွန်တော်တို့ TV အကြောင်းလေးစပြောမယ်ဆိုလို့ရှိရင် TV ကအဖြစ်များတယ်ဒါမဲ့ကျွန်တော်တို့ TV တိုက်ဖြတ်ရေးတွေလှုပ်ဆောင်လာတဲ့အတွက်ကြောင့်မလို့2000ခုနှစ်ကနေပြီးအခု2026ခုနှစ်မှာလူ83 million အသက်တွေကိုကျွန်တော်တို့ save လုပ်ခဲ့တယ်ဆိုတဲ့မှတ်တမ်းလေးရှိပါတယ်2024မှတ်တမ်းများအရ10.8 million ပေါ့ 10.7 million ဒီ TB ဖြစ်ပွားတယ်ဆိုတာကိုပေါ်ပြတယ်အဲ့ဒီမှာမှ1.23 million ဒီ TB နဲ့ဆက်ဆက်ပြီးတော့ TB ကြောင်းတော့ဟုတ်ကြမှာလားဟုတ်မှာပေါ့နော် TB နဲ့ဆက်ဆက်ပြီးတော့သေဆုံးတယ်ဆိုတာကိုပြပါတယ်2024ကမ္ဘာရဲ့ဒီ data တွေရဆိုလို့ရှိရင်ကျွန်တော်တို့ဒီ new case ပေါ့နော်ဒါလူသသိန်းမှာဘယ်လောက်ဖြစ်ပေါ်လဲဆိုရင်131ယောက်ဖြစ်ပြီးတော့ case fatality လို့ခေါ်တဲ့ဥစ္စာတော့ 17.5 ရာခိုင်နှုန်းဖြစ်ပေါ်တယ်နော်54ရာခိုင်နှုန်းဒီ TB ဖြစ်တဲ့လူတွေထဲမှာယောက်ျားတွေဖြစ်ပြီးတော့35ရာခိုင်နှုန်းဒီမိန်းမတွေဖြစ်ပါတယ်17ရာခိုင်နှုန်းကတော့ grade တွေဖြစ်ပါတယ်ဆိုတာဒါ2024 data များရဖော်ပြပါတယ်ဒါပေမဲ့လည်းသူက2025 global TB report မှာရေးထားတာပေါ့နော်2024 data ဒါဖြစ်မြန်မာနိုင်ငံကတော့ဒီ2024 data တွေမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီလူပေါင်း2,600,000 ဆိုတဲ့ခန့်မှန်းခြေဖြစ်ပွားကြတယ်အဲ့ဒီမှာလူ3သိန်းနဲ့ပြန်တွက်လို့ရှိရင်တော့482ယောက်ရှိတယ် HIV နဲ့ positive ဖြစ်တဲ့လူတွေလည်းပါဝင်တယ်ပြီးရင်ဆေးရင်ပါ TB အုပ်စုတွေလည်းပါဝင်တယ်ပေါ့နော်သေဆုံးမှုနဲ့တွက်မယ်ဆိုလို့ရှိရင်တော့လူ4,000 နဲ့ 4,000 လောက်သေဆုံးတယ် HIV positive ဖြစ်ခဲ့မယ်ဆိုလို့ရှိရင်တော့4,900 5,000 ဝန်းကျင်လောက်သေဆုံးတယ်လို့ပြောပါတယ်ဒါခန့်မှန်းခြေအပြည့်ဆိုလို့ရှိရင်တော့အဲ့လောက်ဒါ2024မြန်မာနိုင်ငံရဲ့ဒီကိန်းဂဏန်းတွေပေါ့နော်TB ဒီနှစ်နေရာမှာဖြစ်ပွားတာပါအဓိကတော့ကျွန်တော်တို့ရဲ့အဆုပ်ထဲမှာဖြစ်ပွားတာ pulmonary TB လို့ခေါ်တယ်အဆုပ်ပြင်ပမှာဖြစ်ပွားတဲ့ extra pulmonary TB လို့ခေါ်တယ်ပေါ့နော် TB ယောဂဖြစ်တဲ့လူတွေကနေပြီးတော့ချောင်းဆိုးမယ်ခြေမယ်တခုခုကြောင့်ဆိုလို့ရှိရင်စကားပြောတာအစားပေါ့နော် TB bacilline ဆိုတဲ့ TB ပိုးတွေထွက်မယ်ထွက်ပြီးတော့လေထဲမှာသူကနေပြီးတော့ပြန်ပြီးတော့ခါမှာဒီ droplet ကနေပြီးတော့ဟိုဘက်လူရဲ့နှာခေါင်းပါးစပ်ကနေတစ်စိမ့်အသက်ရှူလမ်းကြောင်းနဲ့နေတော့ဝင်သွားတာကိုတွေ့ရပါတယ်ဆိုလို့ဒီမှာအသက်ရှူလမ်းကြောင်းနဲ့ကူးစက်တာပေါ့နော်ကျွန်တော်တို့က airborne လို့ခေါ်တာပေါ့နော် airborne infection နဲ့သွားတာ
ဒီခါကကြရင်ကြောက်လို့ကျွန်တော်လူနာတွေလာမေးတာတွေရှိတယ်ဆရာအတူတူစားရင်ရောဖြစ်သလားပေါ့စားတောင်းရင်ဖြစ်သလားဆိုတာစားရင်မဖြစ်ပါဘူးဒါမဲ့လည်းတချို့ကတော့ကျမတို့အိမ်မှာပကံလေးခွဲထားလိုက်မယ်တို့ဟိုကလေးခွဲအိတ်မယ်တို့ဒါမျိုးလေးတော့ရှိတယ်ဒါမဲ့သူ့အဆိုရတော့ဒါအစားတော့တွေကူးဆက်တာလည်းမရှိဘူးဒါတောက်ရည်တို့ဘာလို့တောက်တာတွေလည်းမရှိဘူးနောက်လက်နဲ့ကင်တွေ့တာတို့သူ့ကိုသွားထိတာတို့နဲ့လည်းကူးဆက်ခြင်းမရှိပါဘူးเนาะနောက်ပြီးတော့ဒီအဝတ်တွေထိမယ်ဥပမာပြသူ့ရဲ့အသုံးဆောင်တွေထိမယ်ဆိုလည်းကူးဆက်ခြင်းတော့မရှိပါဘူးပေါ့เนาะတော်ညာအသက်ရှူလမ်းကြောင်းကတော့ကူတာပေါ့ဒါလေးတခုတော့ကျွန်တော်တို့ဒီမှာထည့်ပြောပြပါမယ် TV ဘက်ဆလိုင်းတွေဝင်လာပြီဆိုပါစို့เนาะကျွန်တော်တို့ဒီစောစောပြောရတဲ့တပန်းချောင်းဆိုတာပဲဖြစ်တခုကြောင့်ပဲဖြစ်နှာခေါင်းထဲကနေတစ်ဆက်ဒီလူရဲ့ခန္ဓာ TV ဘက်ဆလိုင်းတွေဝင်သွားတိုင်းကလူကTV ယောဂမှာဖြစ်ပါဘူးเนาะဖြစ်သွားပြီးဝင်လာတဲ့လူတွေရဲ့20နဲ့25ရာခိုင်နှုန်းလောက်တာလျင်တဲ့ TV ပူအထဲထဲဝင်တာပါကျန်တဲ့ဥစ္စာတွေကတော့သူ body defense mechanism နဲ့တော့သူပြီးပြောက်သွားတယ်အဲ့ဒီအထဲထဲမှာ9ရာခိုင်နှုန်းနဲ့10ရာခိုင်နှုန်းတာလျင် TV ယောဂကိုဖြစ်ပွားတယ်9နှစ်အတွင်း9နှစ်အတွင်းเนาะဖြစ်ဖြစ်ချင်းကိုယ့်အိမ်မှာ TV ဖြစ်ပြီးဆိုကိုကူးသွားပြီလားဆိုတော့ကြောက်လန့်နေကြတာဒါမဲ့လည်းကျွန်တော်တို့အမြဲတမ်းပြောပါတယ်ဒါ TV ဆိုတာခုချက်ချင်းပေါ်လာမဟုတ်ပါဘူးဒါကြောင့်မလို့တစ်ခါကကြားလို့ချုပ်ရှင်လည်းပဲကိုယ့်ကိုတောက်လျှောက်လူနေမှုနေထိုင်လေးနဲ့ဆင်ကျင်နေဆိုရင်ဘာကြောင့်ပဲယောဂဖြစ်ဖြစ်ကျွန်တော်တို့ဒီကုသနိုင်နေတာပေါ့နော်ဒါပြင်ကျန်တဲ့90ရာခိုင်နှုန်းတွေကကိုယ်မှာ immune ကောင်းနေနော်ကောင်းတယ်ဆိုလို့ရှိရင်သူပြန်ပြီးတော့ဒါဝင်လာတဲ့ TV ပိုဖြည့်ဆည်းပြလိုက်တယ်နော်အဲ့ထဲမှာသွားအောင်းနေတဲ့ latent TV ဆိုတာလည်းရှိတယ်အဲ့ latent TV ကသွားအောင်းနေလို့ရှိရင်ခန္ဓာကိုယ်ကတစ်ချိန်ချင်းပါလေနည်းနည်းလေးအားပြော့လာမယ်ယောဂတစ်ခုခုခန္ဓာကိုယ်အားနေတဲ့ဥစ္စာတွေဝင်လာမယ်ကိုကဥမာပြ corticosteroid တို့လို immunosuppressive တို့လိုဈေးတွေတောက်ရမယ်ဆိုလို့ရှိရင်တော့ဒါတွေကပြန်ထနိုင်တယ်10ရာခိုင်နှုန်းလောက်ပြန်ထနိုင်တယ်နော်အဲ့တော့စောစောကျွန်တော်ပြောသလိုပဲ TV ကဝင်သွားတဲ့အခါကျလို့ရှိရင်ခန္ဓာကိုယ်ထဲမှာအောင်းနေတာတွေရှိတယ်တခါကျအဲ့ဒါကို latent TV လို့ခေါ်တယ်ခန္ဓာကိုယ်ကနေပြီးတော့ပြန်ပြီးတော့ဟိုတုတ်ပြန်မှုပေါ့နော်ကိုခန္ဓာတွေကျလာတဲ့အခါမှာသူကတော့ပြန်ပေါ်လာနေတယ်အဲ့ chance လေးတော့ရှိတယ်နောက်တစ်ခုကဝင်လာတာနဲ့ TB ယောဂ TB ပိုးဖြစ်သွားတဲ့အုပ်စုတွေလည်းရှိတယ်เนาะအဲ့တော့ TB disease လို့ခေါ်တာပေါ့เนาะအဲ့တော့ဘလို့လူမျိုးတွေကကျွန်တော်တို့ဟို TB ယောဂကိုတန်တဲ့ကူးစက်နိုင်လားဆိုအားလုံးကလည်း chance ရှိတာကြီးပဲဒါပေမဲ့ chance ရှိပေမဲ့ဘလို့လူမျိုးတွေကပို့ပြီးတော့ကူးစက်လဲဆိုသူနဲ့အတူနေတဲ့လူတွေကတော့ပို့ကူးစက်တယ်ပေါ့เนาะအတူနေတယ်ဆိုတာအိမ်ထဲမှာအတူနေတာတွေရှိသလိုလုပ်ငန်းခွင်မှာအတူနေလုပ်ငန်းခွင်ဆိုတာလည်းခဏတစ်ပြုတ်ထိတွေ့တာတော့မဟုတ်ဘူးပေါ့ဗျာကြာလေးနေတဲ့လူတွေမှာရှိနိုင်တယ်နောက်ပြီးလို့ရှိရင်ကျွန်တော်တို့ health worker တွေပေါ့နော်ကျန်းမာရေးဝန်ထမ်းတွေပေါ့ဆရာဝန်ဆရာမတို့အများနဲ့ expose ပေါ့ဗျာဖြစ်ပွားနေတော့ကျွန်တော်တို့ကလည်းကူးစက်နိုင်တဲ့ chance အများများတဲ့ထဲမှာလည်းရှိပါတယ်နောက်တစ်ခုကဘာလဲဆိုရင်ကျွန်တော်တို့ဒီနယ် data တွေပေါ့နော် global ရဆိုရင်ဒါကျွန်တော်တို့အရှေ့တောင်အာရှလည်းဒါကူးစက်နှုန်းအများဆုံး data တွေမှာတစ်ခုပါဝင်နေပေါ့နော်ဒါဖြစ်ရင်ကျွန်တော်တို့ဝင်သွားပြီး TB ကိုဘယ်လိုလူမျိုးတွေကပိုဖြစ်နိုင်တယ်လဲပေါ့ဒါဆိုတော့ကျွန်တော်အကြမ်းပြပေါ့ခန္ဓာကိုယ်မှာ immune ကြပါလို့ဖြစ်တယ်ဆိုပေမဲ့လည်းနည်းနည်းသေချာတိကျပြောမယ်ဆိုရင် HIV infection ရှိတဲ့လူတွေနောက်ပြီးရင်ကျွန်တော်တို့စီးကြိုရှိတဲ့လူတွေနောက်ပြီးရင်ကျွန်တော်တို့ယောဂကြောင့်မလို့ကျွန်တော်တို့ immune suppressors တွေ corticosteroid တွေတောက်ရတဲ့လူတွေနော်အဲ့ဒါလူမျိုးဖြစ်တတ်တယ်နောက်အခုကြတော့လေအားလုံးလေဟို organic အစားထိုးတာတွေဥမာပြအသေးအစားထိုးကြောက်ကအစားထိုးနော်အဲ့ဒါလူမျိုးတွေမှာဆိုလို့ရှိရင်တော့နည်းနည်းပို chance များတယ်ကူးဆက်ပြီးဆိုလို့ရှိရင်လည်း TB ယောဂဖြစ်သွားတဲ့ဥစ္စာပိုများတယ်ပေါ့နော်နောက်ပြီးတော့ကြောက်ကအာမကောင်းမှုနော်ကင်ဆာခံရှိတဲ့လူတွေနောက်လုပ်ငန်းခွင်ပေါ့ဥမာပြဒီကျွန်တော်တို့ရွှေတူကန်တူနော် silicosis တွေနောက်တစ်ခါပါဆိုပိတ်နေငကိုတွေကအပိတ်တယ်အဲ့လိုကြာပြီး immune ကြတာပေါ့ဗျာ malnutrition ပေါ့နော်အဲ့ဒါမျိုးရှိတယ်နောက်ပြီးရင်ဆက်လိတ်တို့အရက်တို့တောက်ထားတဲ့လူတွေကလည်းဖြစ်နေတယ်နော်ယောဂကိုကျွန်တော်တို့ဘယ်လိုသိနိုင်တယ်လဲဆိုလို့ရှိရင်လက္ခဏာရသိတယ်ဒါပေမဲ့အခုတလောလေးနည်းနည်းလေးသတိထားပါဆိုလို့ရှိရင် TB ဖြစ်ပေမဲ့လက္ခဏာမရှိတဲ့လူတွေလည်းတွေ့လာတယ်တွေ့တယ်ပေါ့နော် asymptomatic တွေပါဥပမာပြကျွန်တော်တို့ကြောင်းသွားတက်ဖို့တို့ကျွန်တော်တို့အလုပ်လုပ်ဖို့တို့စစ်တော့မှလည်းရှိနိုင်တာတွေတွေ့တယ်နော် asymptomatic တွေဓမ္မမှာကျွန်တော်တို့ TB တွေတွေ့ကျွန်တော်ဓမ္မမှာအရေးတွေ့ပြီး TB လို့တန်တရားရှိရင်တလိပ်ကိုစစ်တယ်တလိပ်ကိုတော့အခုနေတော့ AFP ဆိုတဲ့ဒီ microscope အောက်မှာကြည့်ပြီးတော့အခုကျတော့မျိုးဗီဇာကိုဆက်စစ်တဲ့ gene expert ဆိုတာကိုတိတိကျကျပို့ဖော်နိုင်တာရှိတယ် gene expert အားသာချက်ဒီရိုးရိုး TB သို့မဟုတ်ဆေးရင်ပါ TB ကိုလည်းခွဲခြားနိုင်တာလေးရှိပါတယ်
ပြီးလို့ရှိရင် tuberculin test လို့ခေါ်တဲ့ဒီအရေပြားမှာ test လုပ်တယ်အဲ့အရေပြား test လုပ်တဲ့ပို့တော့တိကျတာသွေးတွေကဖောက်တဲ့ IGRA test တွေရှိတယ်ဒါပေမဲ့ IGRA test လို့လည်းအလားတူကျွန်တော်တို့ဒီအရေပြားမှာထိုးတဲ့ sign TB ဆိုတာလည်းရှိတယ်ဒါလေးတော့ဘုသူတ္တအနေနဲ့ပြောတာပါဒါပေမဲ့တခါတည်းမှတ်ပြီးဖို့တော့ခက်တာပေါ့နော်နောက်ပြီးဆေးရင်ပါ TB တွေအတွက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဆေးကိုတည်လားမတည်လား sensitive ဖြစ်လားမဖြစ်လားဆိုတာကျွန်တော်တို့လောက်ရမှာဖြစ်ပါတယ်ကုသရင်တော့ကုသမှုတွေတော့အကောင်းကောင်းလေးလိုက်နာဖို့လိုပါတယ်တချို့လူနာတွေကလူနာဆောင်နေရဆိုရင်လည်းအသက်ကြီးကိုလူနာ TB ဖြစ်ပြီးဆိုရင်ခံနိုင်ပါမလားဟိုနေ့ဖြစ်ပါမလားဆိုလာမေးကြတာရှိတယ်အဲ့တော့တခုရှိတာတော့ဗာလဲဆိုရှင်ဒီဥစ္စာတွေက TB ဖြစ်ပြီးသိချပြီးဆိုရင်တော့တောက်ရင်အကျိုးကျေးဇူးအများကြီးရှိပါတယ်ဘေးထွက်ဆိုးကျိုးတွေရှိနိုင်တော့ညာလေးပဲအဲ့ဘေးထွက်ဆိုးကျိုးတွေကိုကျွန်တော်တို့တက်ကြွတဲ့ဆရာဝန်တွေကနေပြီးတော့ဘေးဥပတ်အ ਨੇ ဆုံးဖြစ်အောင်ကျွန်တော်တို့ကလှုပ်ဆောင်သွားရင် TB ကနေပြီးတော့လွတ်ကင်းသွားရင်ပို့ပြီးတော့ကျမကြီးပို့ကောင်းသွားတတ်ပါတယ်နော် TB ဖြစ်လို့ကျွန်တော် TB ဆေးတန်ကိုပို့ခံရမယ်ဆိုတဲ့ဥစ္စာမျိုးလေးတွေတော့နည်းနည်းလေးကျွန်တော်တို့ဒီအစွဲလေးတွေပေါ့နော်အဲ့ဒါလေးတွေတော့မဟုတ်ပါဘူးဆိုတာတော့ဒီနေရာပြောချင်ပါတယ်ပေါ့နော်အဲ့တော့ဆေးပါ TB ဖြစ်လဲကုလို့ရတယ်TB ယောဂတိုက်ပြည့်ဌာနအကုန်လုံးလုပ်ပေးထားပါတယ်အကုန်လုံးဒီပြည်သူလူထုအတွက်ကိုအကျိုးရှိမဲ့အရာတွေမှန်အကုန်လုံးလုပ်ပေးထားတယ်ပေါ့နောက်တစ်ခုကအခုဆိုလို့ရှိရင် TB ကိုကုသတာမဟုတ်ဘူးကာကွယ်ကုသတဲ့ဥစ္စာပေါ့ TB preventive therapy တွေကိုကျွန်တော်ပေးတယ် HIV ရှိတဲ့လူတွေ under 5 clay out household contact ဆိုတာအိမ်ထဲမှာအတူရှိတဲ့လူနောက်လုပ်ငန်းခွင်မှာအတူရှိတဲ့လူတွေကိုလည်းကျွန်တော်တို့ကဒီ TB ကာကွယ်ဆေးတွေပေးတယ်ဒါသတ်မှတ်ချက်ပေါ်မူတည်လို့3လ6လပြည့်လို့ရတယ်ဒါကတော့ကာကွယ်ဆေးနေနဲ့3လတကယ်တမ်းကာကွယ်ကြမယ်ဘယ်လိုလုပ်မလဲလေတဖြူးဖြူးတာရှိနော်ဒါတော့ပြ TB ပိုးရှိလဲအပြင်ထွက်သွားနိုင်တယ်အဲကြောင့် good ventilation လို့တယ်လုပ်ငန်းခွင်မှာလည်းလုပ်တယ်အိမ်တွေမှာလည်းလုပ်တယ်ချောင်းဆိုးလို့ကူးဆက်နိုင်တဲ့ဟာတွေကို ကော့အတိကလို့ခေါ်တဲ့ချောင်းဆိုးခြင်းကြွက်ဝက်ကိုလည်းကျွန်တော်ကျင်တော့ဟုတ်ကဲ့ကိုယ်ချောင်းဆိုးလိုက်ပြီခုဆိုလက်ကလေးနဲ့ကားတာတစ်ရှူလေးနဲ့အုပ်တာဒရောင်စိတ်လေးနဲ့အုပ်တာဒါလေးတွေလုပ်ပေးဖို့လိုတယ်ဒါအခုမှယောဂရှိမရှိဟိုနေရှိခဲ့တော့ရှင်လည်းအပြင်မရောက်သွားဖို့လိုတယ်နောက်တစ်ခုကတော့အခုလောလောအားလုံး TB ကိုဗစ်တရားနဲ့ mask တွေတက်ကြတယ်ဒါမျိုးတွေလုပ်ကြတယ်ဒါမျိုးတွေနဲ့လည်းကျွန်တော်တို့ကောက်ွယ်ပေးလို့ရတယ်ပေါ့နော်လူနည်းနည်းများတဲ့ထူတယ်ဆိုလို့ရှိရင်ကိုယ့်ကိုစိတ်မချဘူးအထူးဖြင့်စောစောကျွန်တော်ပြောတတ်တဲ့ကိုယ်ကူးဆက်လွယ်တဲ့လူတွေပေါ့ဥပမာပြစီးကြိုတွေရှိတယ်နောက်ပြီးလို့ရှိရင် immunocompromised ဆေးတွေတောက်ရတယ် corticosteroid တွေတောက်ရတယ် organ တွေအစားထိုးထားတယ်လဲထားတဲ့လူတွေဆိုရင်လူများများထူတတ်တဲ့နေရာမှာ mask တက်အဲ့လိုလေးနဲ့စင်ကြယ်မှုလုပ်မယ်နောက်တစ်ခုကကြတော့ဆိုရှင်vaccination ဆိုတဲ့ကာကွယ်ဆေးတွေအဲ့ဒါကျွန်တော်ငငယ်လေးတရားထုတ်တဲ့ BCG vaccination တွေပေါ့လေဒါတည်းကလေးတွေမှာကာကွယ်တယ်အဲ့ဒါတွေက TB ရောဂါကိုလုံးဝမဖြစ်အောင်ကာကွယ်တာတဲ့ဆိုလို့ရှိရင် TB ပိုးဝင်လာခဲ့သည်ရှိတော့အရန်ပြင်းထန်တဲ့ဒီ miliary TB တို့ဒီအုံနောက်အမေပါ TB တို့မဖြစ်အောင်ကျွန်တော်တို့ကဟန်တာလို့ရတယ်နော်နောက်တစ်ခုကတော့ကျွန်တော်စောစောပြောခဲ့ပြီးပြီ TB ရောဂါဖြစ်ပွားရင်လည်းပဲဖြစ်ပွားတဲ့လူနဲ့နီးကပ်ဆိုတာရှိခဲ့လို့ရှိရင်လည်းမပူနဲ့အခုလောလောဆယ်မျိုးသား TB တိုက်ပြည့်ရေးကဒါတွေကိုရှာဖွေဖော်ထုတ်ပြီးတော့သူနဲ့ဆိုင်ရာတွေကိုကျွန်တော်စောစောပြောလို့ပဲ TB ကာကွယ်ဆေးပေါ့ဗျာ TB ကာကွယ်ဆေးတွေကိုပေးထားတာရှိပါတယ်နော်ကဲတော့ကျွန်တော်တို့ကတော့ဟိုနေ့ဒီ 1 TB day ကမ္ဘာယောဂ TB တိုက်ပြည့်ရေးနေ့ပါအဓိကရည်ရွယ်ချက်ကြီးဖြစ်တဲ့ TB ယောဂကိုကျွန်တော်တို့လူအများသိရှိနိုင်ဖို့ဘာကြောင့်ဖြစ်တယ်လဲအဲ့ဒါပြီးရင်ဘယ်လိုကူးဆက်တယ်လဲပြီးရင်ဘယ်လိုယောဂတွေကိုသိနိုင်တယ်လဲပြီးရင်ဘယ်လိုကုသတယ်လဲနောက်တစ်ခုကကာကွယ်ဖို့နည်းလမ်းတွေကိုလည်းကျွန်တော်တို့အခုပြောခဲ့ပြီးပါပြီအဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့အခုဒီနားထောင်တဲ့လူနော် audience များဒီအတိုင်းတာတစ်ခုတည်းတော့ TB နဲ့ပတ်သက်ပြီးတော့ဘုဒ္ဓအကြောင်းလေးကိုရရှိသွားမယ်လို့ညွှန်လိမ့်မိပါတယ်။ဘာပဲဖြစ်ဖြစ်ဒီလိုမျိုးလေးစိတ်ဝင်စားစွာနဲ့နားထောင်ပေးတဲ့ပြည်သက်ကြီးများပေါ့နော်ပြည်သူလူထုအပေါင်းကိုကျေးဇူးတင်ပါတယ်လို့ပြောကြခြင်းကျွန်တော်ရဲ့ဒီနေ့ဝါ TB Day အထိမ်းအမှတ်ပြောပွဲလေးကိုဆုံးသက်လိုက်ပါတယ်။